ကိုယ်တိုင်သာသိတဲ့ခံစားချက်လူဟာစိတ်ညစ်ဝမ်းနည်းတဲ့အခါဘာမှမပြောချင်ဘာမှမလုပ်ချင်ပဲတယောက်တည်းစိတ်ငြိမ်ငြိမ်နေချင်တော့တယ်ကိုအနီးနားကလူတွေကပြောတယ်အဆင်မပြေတာတွေရှိရင်ကိုသတိရနော်တဲ့ဒါပေမဲ့အဆင်မပြေတာနဲ့ကြုံတိုင်းဖုန်းထဲကနံပါတ်တတိကြီးကိုကြည့်ပြီးဘယ်သူကိုဖုန်းဆက်ရင်ဖွင့်ရမှန်းမသိဖြစ်ခဲ့ရတယ်ပြောချင်တဲ့စကားတွေစာစီထားပြီးဖြတ်ပစ်ပြန်တယ်ဖုန်းဝင်သွားပြီးတစ်ဖက်လူရဲ့ဟယ်လိုဆိုတဲ့အတန်ကိုကြားတော့ကိုအဆင်မပြေမှုကိုရုတ်တရက်မပြောချင်တော့ပြန်တစ်ဖက်ကဘလို့မေငါဘာမှမဖြစ်ဘူးအဆင်ပြေတယ်ပဲပြန်ဖြေဖြစ်တယ်ဒီလောကမှာကိုတယောက်တည်းသာနားလည်နိုင်တဲ့စိတ်ခံစားချက်အချို့ရှိပါတယ်ကိုခံစားချက်ကိုဘလို့ဖော်ညွှန်းပုံဖော်ပြလဲအပေါ်ရန်လောက်ပဲတခြားသူကနားလဲတယ်တချို့ကြတော့ကိုမတန်ပါဘူးလို့ထင်ကြတယ်တချို့ကြတော့ကိုအထက်စီးဆန်တယ်လို့လည်းထင်ကြတယ်တချို့ကကိုအနာပေါ်တော်စားပြလိုက်သေးတာလူဟာအရွယ်ရောက်ကြီးပြင်းလာတဲ့နောက်ဘာဖြစ်လို့စကားနဲ့နှုတ်နေသွားရတာလဲစကားတွေအများကြီးပြောလဲလေးလေးနက်နက်မိခိုအားချလဲကိုတကယ်ကူညီနိုင်တဲ့လူကလက်ချိုးရည်လို့ရတယ်ဆိုတာကိုနားလည်လာခဲ့လို့ပါနှုတ်စိတ်တိုင်းကိုမှပြောစရာစကားမရှိတော့လို့မဟုတ်ပါဘူးအခက်ခဲဆုံးဒီကာလကိုဖျက်ကျော်ပြီးရင်အတိတ်အကြောင်းကိုပြုံးရည်ပြန်ပြောမယ်အားခဲထားလို့ပါဒီနေ့တစ်ချိန်ချင်းအတိတ်ကိုတို့ပြန်လဲကြည့်တဲ့အခါနာကျင်ဝမ်းနေတဲ့စိတ်ခံစားချက်တွေကသက်သာရာရစေမှာပါချုပ်တီးမှုမရေရာမှုတွန့်ဆုတ်မှုတွေကလည်းကိုယ်နှလုံးအိမ်မှာကြောက်တုံးတုံးလိုလေးလံမနေမှာပါအမောင်ဆုံးလမ်းကိုဖြတ်ကျော်ပြီးရင်အမောင်ကိုတင်ကြောက်တတ်တော့မှာမဟုတ်ဘူးအရာရာကိုရင်ဆိုင်ရဲတဲ့တတိတွေတင်ပို့ပိုင်ဆိုင်လာတယ်လို့ကိုကောင်းတဲ့လူဖြစ်လာဖို့လေယုံကြည်မှုပိုရှိလာတတ်တယ်ဆိုတဲ့စကားလို့ပေါ့အခုအချိန်မှာဘဝကခါသီးသည်ဖြစ်စေပျော်ရွှင်သည်ဖြစ်စေကိုကူစားတတ်ဖို့သင်ယူရပါမယ်အဲ့ဒီနောက်စိတ်ငြိမ်ကြိုးစားရင်တစ်ချိန်မှာလူတိုင်းကိုအံ့ဩစေတဲ့ခြေတပွင့်အဖြစ်ကိုလင်းလက်တောက်ပဖြစ်လိုက်မယ်